ကဲအားလုံးပဲမင်္ဂလာကျွန်တော်တို့အခုတော့ဒါမက်ဆီအကြောင်းကြီးချီးကျူးတာနေရက်တင်နေပါပြီပြောမယ်ဆိုရင်ဒီလားကျွန်တော်တို့တွေကပြောမယ်ဆိုရင်ဗျာမက်ဆီတပွဲကန်တိုင်းကကောင်းလာပါချီးကျူးနေရတယ်တော်တဲ့နေခင်ဗျာတော့မငင်းငွေဘူးလားငင်းငွေစရာအရန်ကောင်းတယ်တကယ်ကဟုတ်လို့မလားမက်ဆီကိုဘယ်လိုမှရှင်းလို့မရတော့ဘူးဒီကောင်ကသူ့ဟာသူပေါ်ပါနေသူနေရာကြအောင်နေနေရအဲ့လိုနေရာကြောင်နေနေဆိုတော့ဟုတ်လို့မလားမပြောမယ်ဆိုတော့မက်ဆီကပဲကြည်ဝဲလူငယ်ဖြစ်နေတာမဟုတ်ဘူးကျွန်တော်ပြောနေတာတိတာသူအကန့်အနေနဲ့ကို AC နေနေတာမက်ဆီဆိုတာမက်ဆီစတိုင်ပဲမက်ဆီကိုရဖန်နေတယ်မက်ဆီကိုရရှူတယ်ဒါသူ့ဘဝဒါသူ့ရဲ့လုံနေကြလုံနေဖြစ်နေပြီထမင်းမင်းမနေ့ခင်းလင်းလာရင်ခင်ဗျာနှလုံးဖွင့်တယ်ဟုတ်လို့မလားနှလုံးဖွင့်တယ်အဲ့ရထားတယ်ထမင်းစားတယ်ရေတောက်တယ်ခင်ဗျားရဲ့တနေ့တာမက်ဆီကမဟုတ်ဘူးကွန်းကျဝင်တယ်ကိုရှူတယ်ဒါပဲဒါသူ့လောက်ကဘာမှခင်ဗျားတို့ချီးကျူးနေစရာမဟုတ်ဘူးဒါသူတာမန်လူတယောက်ဖြစ်တဲ့မက်ဆီတာမန်မက်ဆီရဲ့တာမန်ပွားလေးလေဒါခင်ဗျားတို့ကချီးကျူးနေအောင်ခင်ဗျားတို့စောက်ပေါ်တွေရန်လောက်တာတွေ့တာခင်ဗျားတို့ရန်မမုန်းတာကောင်းလိုက်တာပါညာခင်ဗျားတို့ရန်ခင်ဗျားတို့ရန်အားနေကြတာချီးကျူးရဟောသူကလူပုံမှန်လေးလေမက်ဆီကမက်ဆီပုံမှန်လေးဟုတ်တယ်သူကပုံမှန်လေးအစ်နေနေရသူ့တော့ကအစ်ပဲကိုယ်တွေရှူတယ်ကိုယ်တွေဖန်နေတယ်လိမ့်နေညာရခောက်တယ်ကြောင့်ဒါပဲသူ့တော့ကဘာခင်ဗျားတို့ဘာထူးပြီးတော့ဘာထူးပြီးပြောနေမှာပွဲသက်တွေကိုယူတယ်ခုကဗလားဆိုခုနှစ်ပွဲသက်ဆိုင်နေနေဒါတူးလို့လေဒါတူးပေါ်ကမက်ဆီကမက်ဆီပဲတခြားလို့မဟုတ်ဘူးမက်ဆီဖြစ်နေတာပဲတူးလို့တူတော့နေတာမက်ဆီဖြစ်လို့မဟုတ်ဗျာအတူပလေးပါလွဲမယ်ပဲဖရီကစ်တွေပါဝင်းမယ်ခင်ဗျားတို့ချီးကျူးရတယ်ရက်တဲ့နေဒီလားမက်ဆီတပွဲကန်နေတာညာခင်ဗျားတို့ချီးကျူးနေရညာတရင်တော့ညင်းငွေကုန်ပြီကျွန်တော်သိလားတရင်ညင်းငွေကုန်အမင်းကကောင်းဒါဘာလို့သိလားဒါမက်ဆီဖြစ်နေလို့ဟုတ်ပဲလီယိုနယ်မက်ဆီဖြစ်နေလို့ပဲလီယိုနယ်မက်ဆီဖြစ်နေရင်လီယိုနယ်မက်ဆီလောက်ကိုလောက်ရမယ်ခင်ဗျာကျွန်တော်လောက်ကပြောမယ်ဆိုတော့ကျွန်တော်လောက်တက်တက်ရှိတယ်ကိုလိုကိုလုံးမယ်မက်ဆီကမက်ဆီလို့လုပ်နေတာဟုတ်တယ်မလားဒါပဲကျွန်တော်တို့ကတူလို့မရဘူးသိလားဟုတ်လို့မလားခင်ဗျားတို့ဒီတနေ့ကတိုင်းမက်ချက်စတာ sorry မက်ဆီမက်ဆီကောင်းတယ်မက်ဆီကောင်းတယ်အော်နေကြတာပဲတိလားပြီးခဲ့တဲ့ပွဲဆိုလဲကျွန်တော်တို့တိလားဘာမှဖရီးကက်ဗျာဟုတ်တယ်မလားဒါကျွန်တော်ကတိလားမက်ဆီဖရီးကက်ကြီးရှူတော့မယ်ဆိုရင်ကျွန်တော်စိတ်ထဲမှာထင်ထားဝင်ပါတကယ်ဝင်တော့ပါဗျာတိလားနောက်ဘက်မှာစဉ်းစားကြည့်အောင်မက်ဆီဖြစ်နေတာဟုတ်တယ်မလားမက်ဆီရှိနေမက်ဆီကိုလေးမေ့ပါတယ်ဟုတ်တယ်မလားဖရီးကကြီးဝင်ပြီးတော့ကိုအောင်ချောကောင်းလိုက်တော့ဖရီးကပြဟုတ်တော့မလားလူတိုင်းဝင်တော့မလဲအပေါ်ကျော်မယ်ဆိုပြီးတော့လူတိုင်းရဲ့ဘေးကနေကက်ရှူတော့လားဟုတ်တော့မလားကိုအောင်ချီကျူးရေးဒါပေမဲ့ပင်းမှာပြန်စဉ်းစားကြည့်ရမဟုတ်ဘူးကျွန်တော်တို့ဒါပြောမစင်တာဒါသူမက်ဆီဖြစ်နေတာဆိုတော့သူ့လို့သူလုပ်နေတာဟုတ်တယ်မလားကိုလေးကမေ့ပြီးတော့သူကချီကျူးမိလိုက်တယ်မေ့ပြီးတော့သူကချူတက်မိတယ်ဒီကရာမကြီးကလေတိလားအသက်တာချီလာဗျာနှစ်ချို့ဝိုင်းလိုပဲနှစ်ချို့ဝိုင်းဆိုတော့ဒီကရာမကြီးမှာစစ်တာအသက်က39နှစ်ဗျာဟုတ်လို့မလားကျွန်တော်တို့ဆိုရင်25အရွယ်ကောင်းနေတော့မောမှန်ပြီးတော့လေနည်းနည်း9လောက်ဝေးရတယ်ပြုတ်ပြတာဖြစ်ပြီးတော့ဟုတ်မလားဒီဂိုးပေါက်တော်မနဲ့ပြည့်ကျင်ဘူးဘလုံးမရှိတဲ့ဂိုးပေါက်တော်လည်းခါကြီးကိုယ်ဝင်နေမှဝင်မှာအဲ့လိုဖြစ်နေတယ်တိလားဒီကရာမကြီးကတိလားဒီဆောင်39နှစ်ပြည့်ပြီးကရှိတာကောင်းလိုက်တာဗျာကောင်းလိုက်တာရှိရရတာမြောက်တာဗျာမက်ဆီဘိုးလေးကြည့်ရတာရမ်းတန်လာပဲတိလားကျွန်တော်မေ့ပြီးချီးကျူးမိတော့ပြီမချီးကျူးပါနဲ့ဆိုရင်ပြောလို့မရအောင်ကဲကျွန်တော်တို့တွေဒါလီယိုမက်ဆီကတော့လီယိုနယ်မက်ဆီပြီးတာနေတယ်ဒီ2026 World Cup ကိုဘယ်လောက်ထိသူဆက်သွားမလဲဘယ်လောက်ထိသူမြင့်ပြန်မလဲတော့စောင့်ကြည့်ရမယ်အခုဆိုရင်သူအာဂျီနာရဲ့လမ်းကလည်းဒါကိတ်ပါလိမ့်ပြင်မယ်နောက်ဆက်ကျွန်တော်တို့လမ်းကြောင်းတွေကစီးမှန်နေလမ်းကြောင်းချောမှာပဲဆိုတော့လီယိုနယ်မက်ဆီကတော့ကိုယ်တွေကတော့ရှူအောင်ပါပဲသိလားသူကစံချိန်တွေကိုကျွန်တော်တို့စံချိန်တွေအတွက်ဝေးဖွားတာလည်းမဟုတ်ဘူးစံချိန်တွေကပဲပြောမယ်ဆိုရင်တော့သူကစံချိန်နောက်ကိုလိုက်တာမဟုတ်ဘူးစံချိန်တွေကပဲသူ့နောက်ကိုလိုက်တာစဉ်းစားကြည့်ဗျာသူ့လိုကမှတယောက်အေးဆေးပဲနေရဘာသူလိုချင်တာကသူကပြောပြီးတာကျွန်တော်လိုချင်တာကကျွန်တော်တူးချင်းဆွေးတွေကိုကျွန်တော်မမောဘူးကျွန်တော်မမောတာကအတင်းလိုက်စုသားတွေကိုမမောတာဒါသူဟိုလုံးကလည်းပြောခဲ့တဲ့ခစားစကားတော့ဘာစီနိုမှာလည်းပြောခဲ့တယ်PSGမှာလည်းပြောခဲ့တယ်အင်တာမီယာမှာလည်းပြောခဲ့တယ်အာဂျင်တီးနားမှာပဲသူပြောတဲ့စကားကလူတူးချင်းစုစိတ်တွေကိုမလိုလားဘူးသူလိုလားတာက
ဒီအတင်းလိုက်စုထားတွေအတင်းလိုက်ရရှိမဲ့အောင်မြင်မှုတွေပဲသူမမောတာလည်းပြောခဲ့တယ်ကဲကျွန်တော်တို့ဒီ39နှစ်ရွယ်နှစ်ချို့ဝိုင်းတွေကတော့ပြောမယ်ဆိုရင်တော့လုံးဝကို special တောက်ဝပြနေတယ်ကျွန်တော်တို့ပြောမယ်ဆိုတော့ Lionel Messi ဖန်တယောက်အနေနဲ့ဆိုရင်တော့ Lionel Messi ဘွဲကိုခင်ဗျားတို့ဘယ်ချိန်ပဲဖြစ်ဖြစ်ကြည့်ဖို့တိုက်တွန်းနေတယ်ခင်ဗျားတို့သိလားရာစုတစ်ခုမှာဒီလူကမားတယောက်ကိုကြည့်ဖို့ရဖို့ရေးရခင်ဗျားတို့ခွင့်ရေးရဒီချင်းရခွင့်ရေးကောင်းဆုံးပဲကျွန်တော်တို့ Lionel Messi ဘွဲတွေကိုခင်ဗျားတို့ဒါကြည့်ပါလို့ကျွန်တော်တို့ဒီကနေပြီးတော့တောင်းလုံးမှန်မှန်နဲ့ပြောချင်တယ်ဗျာဟုတ်လားမလားနော်ကြည့်ပါလို့တခုလို့ရှိတယ်ကြည့်ပြီးတော့ခင်ဗျားတို့မချီးကျူးနဲ့နော်ဒါချီးကျူးစရာမလိုတော့ဘူးဘာလို့ဆိုတော့ Lionel Messi ဖြစ်နေလို့ Lionel Messi ဟာ Lionel Messi လောက်ကိုလောက်ဖို့ပဲလိုတယ်ဒါပဲဘိုင်